အားလုံးမင်္ဂလာပါအခုကျွန်တော်ပြောပြခြင်းနဲ့အကြောင်းအရာလေးတွေကတော့မဟာဘုတ်အဖွားအဟောလေးတွေပေါ့နော်တေးရလေးတွေကိုကျွန်တော်ပြောပြပေးမယ်ပေါ့နော်မဟာဘုတ်တွင်ကတော့အရင်မှပြောခဲ့ပြီးပါပြီအခုကတော့မဟာဘုတ်တေးတဲ့လေးတွေကိုပြောပြပေးမယ်အခုချိန်ကစပြီးတော့ဘင်္ဂါအဖွားအဟောတေးတဲ့ကိုကျွန်တော်ရုပ်ပြပေးမယ်ပေါ့ဘင်္ဂါအဖွားအဟောတေးတဲ့ဘင်္ဂါအိမ်မွေးသမျှရေးမလချူကြမအေးရလူတကာမှာပူပြာပါကြွယ်သေးအိုးအိမ်နှင့်ရှင်းပဲကွာသည်ဆင်းရဲမှာဝမ်းတစ်ပကြီးမွေးမိဘနှစ်ပြားမှာဟီချကပူဆွေးညာဥစ္စာအပြက်ဘေးရဲ့နှင့်အခက်ရေးကြုံလာအစေခံကြုံငနဲတွေကြောင့်မှန်မလွဲပြေးပေါက်ကိုရှာညံညှိလို့ကြံမိပါလျင်ကံချိကပြက်ပြုံးလို့တက်တလုံးကဲမပါမွဲတဲ့ဇာတာတိုင်ပင်ကမှီ၍လာလျင်ကြည်မွေ့စရာရှိဘူးကွယ်လေးဒါကပါလဲဆိုရင်ဒီတေးတဲ့ရဲ့သဘာဝကတော့အဟောလေးတွေသူ့ကံတန်းနဲ့သူပေါ်လွင်အောင်ရေးထားဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့အကြရဝန်းရှင်းပြဖို့လုံးမမထင်ပါဘူးကြိုက်တယ်နှစ်တက်တယ်ဆိုရင်တော့ဟောလိုလေးတွေအသေးလေးတွေနှိပ်သွားဖို့တောင်းဆိုချင်ပါတယ်အားလုံးပညာဘုဟုတ္တတိုးရကြပါစေ